တရုတ်ဗီဒီယိုမှာခဏမြင်ရတဲ့အသီးဈေးရတော့ share ကောင်းမြင်အချောင်းလေးတွေအဲ့လိုဖြစ်နေတယ် Hello ဒီနေ့မှာတော့တရုတ်ပြည်ကနေမှာထားတဲ့ရမ်းမိတ်ဆိုတဲ့အသီးလေးရောက်လာလို့သစင်နဲ့တူစားလိုက်ရအောင်ပေါ့နော်သူ့ပုံစံလေးကဒီလိုမျိုးလေးတခါမှမစားဘူးသေးဘူးခုမှပဲစပြီးတော့ပထမဦးဆုံးကြိမ်စားကြည့်မှာပဲဖြစ်ပါတယ်တရုတ်လိုအခေါ်ကကြတော့ရမ်းမိတ်ပေါ့နော်ဒီအင်္ဂလိပ်လိုအခေါ်ကကြတော့ bakery လို့ခေါ်တယ်ဒီအသီးကိုမြန်မာလိုအခေါ်ကကြတော့မသိဘူးပေါ့နော်သိတဲ့သူရှိရင်လည်းသစင်ကိုပြောပြပေးသွားလို့ရပါတယ်ခဏတော့မြင်ဘူးတဲ့ဒီဖုန်းတွေပါတွေတုံးတဲ့ခါကြရင်လေအဲ့လိုမျိုးအခုကတရုတ်ကလူကြုံရှိတာနဲ့မှာလိုက်တာဈေးရတော့ share ကောင်းတရုတ်ပြည်ကနေခက်ခဲနဲ့ရောက်လာတဲ့ရမ်းမိတ်အသီးလေးစားပါရပေါ့နော်ထိုင်းလို့အခေါ်လဲရမ်းမိတ်လို့ပဲခေါ်ကြတာပေါ့နော်သူ့မှာနာမည်အသီးသေးချာအတိကျတော့မရှိဘူးအဲ့ဒါမျိုးမြန်မာလိုမျိုးစားဘူးမြင်မှုတဲ့သူတွေရှိရင်လဲပေါ့နော်သူ့ရဲ့အခေါ်ပေါ်ပြပြသွားလို့ရပါတယ်နော်သူတို့ပြောတာတော့ဆေးစရာမလိုဘူးတန်းပြီးတော့စားလို့ရတယ်ဆိုပြီးတော့စိတ်မတန့်လို့ပေါ့နော်ဆေးပြီးမှစားပါမယ်မဆေးပဲစားတယ်ပြောမှဆိုလို့တခါတည်းရိုက်ပြထားတယ်နော်ခုဆိုရင်တော့ဆေးလို့ကြော်လို့ပြီးသွားပြီပေါ့နော်ဆေးပြီးတော့ဒီထဲကိုတေချာတုပ်ပြီးတော့ပြန်ထည့်ထားတာပါစားရတာပို့ပြီးတော့လွယ်အောင်လို့ပေါ့နော်စားကြပါအောင်စားကြည့်မှာနော်ချိုချင်းအရသာလဲသူ့ဟာလေအမွားလေးတဲ့အမြင့်လေးတဲ့အတော့ထင်တာပေါ့နော်ဒီလိုမျိုးအခွန်ပိုင်းတို့ဘာတို့ထင်နေတာတကယ်တမ်းမဟုတ်ဒီလိုမျိုးအမွားအမြင့်အချောင်းလေးတွေအဲ့လိုဖြစ်နေတယ်ခုလိုမျိုးအယောင်ရင်လေးတွေဆိုတော့ပေါ့နော်ချိုတယ်အချင်းကမပါသလောက်ပေါ့နော်အဲ့ဒါတကယ်မှန်တယ်တကယ်လို့ဒီထက်အယောင်နှုတဲ့တိတ်ပြီးတော့မညိုရင့်သေးဘူးပေါ့နော်ဒီလိုနေရဲမဖြစ်သေးဘူးဆိုရင်နည်းနည်းဖန့်တယ်လို့လည်းပြောတယ်အဲ့ဒါမျိုးတော့မပါဘူးထင်တယ်အခုသစင်မာလိုက်တာလုံးဝအမဲ့သီးတွေယူပဲပေါ့နော်အစိတ်ပါလားသူအစိတ်လေအရမ်းမကြည့်ဘူးဒီမမှန်သီးတို့အစိတ်လောက်အရွယ်စားပဲဒီလောက်အရွယ်ပဲရှိတယ်အစိတ်ကဒီတလုံးကတိတ်ပြီးတော့မချိုးဘူးစောအလုံးကပို့ချိုးတယ်ဒီအလုံးကနည်းနည်းအချင်တတ်ပို့ပါတယ်အရသာလေချိုးချင်အောင်မလေဟိုပြေးပေါ့နော်အဲ့ဒီ berry ဘယ်လိုပြောရလဲ berry အမျိုးအစားတွေကပဲဆိုတော့လေအဲ့ဒီ berry အရသာနဲ့နည်းနည်းခက်ဆစ်စင်ဖြစ်တာဟုတ် berry အရသာတွေနဲ့ခက်ဆစ်စင်ပဲသူတို့ပြောတာကြတော့ဒီ berry အမျိုးတွေထဲရပဲပေါ့နော်တရုတ်ဗီဒီယိုမှာခဏမြင်ရတဲ့အသီးပေါ့နော်အရန်စားချင်တာလုံးဝမလို့မရဘူးရှားတော့ပေါ့နော်အခုဒီနေ့ကကြတော့ time တွေပေါ့နော်အဝယ်တော့တယ်တရုတ်ပြည်မှာခဏသွားဝယ်ကြတာနဲ့ဒါနဲ့အဲ့လိုလူကြုံရှိလို့ပေါ့နော်ချိုးနေပါဒီတော့သူအနံ့လေးရလေနည်းနည်းအနံ့ရှိတာနည်းနည်းအချင်နည်းနည်းခက်ဆူအနံ့လိုမျိုးပေါ့နော်ဥပမာပြောမှဆိုရင်ဒီဝိုင်တွေပါတွေချက်တဲ့ဒီဘယ်လိုပြောအချင်ဖောက်ထားတဲ့ဝိုင်တွေပါတွေချက်တဲ့အနံ့လိုမျိုးရတယ်အဲ့လိုမျိုးလေးညာတော့အဖေကတော့ဒီအတီးအထားမခံလို့ပေါ့နော်ဝိုင်တွေလောက်ကြတယ်တခြားအယိုတို့မုတ်တို့ဘာတို့ပေါ့နော်ပြန်ပြီးတော့သူတို့ပြုပြင်ပြောင်းလဲထားတာများတယ်တလုံးနဲ့တလုံးအရသာကွာတယ်ဥပမာဒီတလုံးကဒီအရသာဆိုပြီးတော့လေဒီတလုံးကဒီအရသာတစ်ထပ်တည်းမဖြစ်ဘူးဘာကြောက်လဲတော့မသိဘူးပေါ့နော်တချို့အလုံးတွေကတော့အချိုပေါ့တယ်တချို့အလုံးတွေကအရန်ချို့တယ်တချို့အလုံးတွေကြတော့လည်းချင်ပြန်တယ်ပေါ့နော်အရသာလုံးကတလုံးနဲ့တလုံးကမတူနေဘူးအပြန်ကနေကြည့်လိုက်မယ်ဆိုရင်အခွန်ကြကြမ်းနဲ့ထင်ရပါမယ်တကယ်တမ်းစားကြည့်လိုက်တဲ့ခါကျအရန်ကိုနူးညံ့တယ်သူ့ရဲ့ texture လေးကလေပြင်ဝါလိုက်တဲ့ခါကျကကျုပ်နဲ့စားလို့ရတမျိုးကောင်းတယ်ပထမဆချင်းစားလိုက်တဲ့တလုံးဆိုရင်တိတ်ပြီးတော့စားမတက်တယ်လို့ပေါ့နော်သူ့အနံ့ရောအရသာရောနည်းနည်းထူဆန်တဲ့ပုံစံလေးဖြစ်နေသလိုတိတ်ပြီးတော့မကြိုက်သလိုခံစားရတယ်ဒါပေမဲ့တလုံးပြီးတလုံးစားရင်းနဲ့အဲ့လိုမျိုးရက်လို့မရတာကြိုက်လာတာမျိုးပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်တယ်နောက်တစ်ခုကကြတော့ berry အသီးနဲ့ပတ်သက်ပြီးတော့မကြိုက်တဲ့သူဆိုရင်တော့ဒီအသီးမျိုးကြိုက်မှာမဟုတ်အခုမှစားကြည့်မဲ့သူအနေနဲ့ပေါ့နော်ပထမသလုံးသစင်ပြောသလိုပဲစားလိုက်ရတယ်နည်းနည်းထူဆန်တဲ့အရသာလိုမျိုးအနံ့လိုမျိုးဖြစ်နေမှာအချင်းမကြိုက်တဲ့သူတို့ berry အသီးမကြိုက်တဲ့သူတို့စားလို့ရမှာမဟုတ်လားโอเคဒီနေ့မှာတော့သစင်ကဟိုဒီရှေ့ကလူသိနေတဲ့ရမ်းမိတ်ဒီလေးကိုစားပြလိုက်ရပေါ့နော်ကိုတွေ့တော့မစိုးဘူးစားရတာအဆင်ပြေတဲ့ထဲပါတာပေါ့နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြတော့အားလုံးထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်အားလုံးပဲတတာ